villain ထဲလို့ကောင်းတဲ့သူတွေအများကြီးတဲ့အောင်မှာဘလို့ဖြစ်လို့ဒီသိညက်ညက်ကလေးရုံလေးကို villain လို့ခိုင်းရတာတော့ပြီးတော့32ပုံဘယ်အရက်ကကြည့်ကြည့်ဒီလောက်ရည်စရာကောင်းနေတဲ့ကွမ်ဆူကိုလည်း villain နဲ့ရှင်တို့ဇက်ကားကြည့်ပြီးသွားပြီလားရှင်တို့ဇက်ကားကြည့်ပြီးသွားပြီလားရှင်တို့ဇက်ကားကိုကြည့်ပြီးသွားပြီလားမကြည့်သေးဘဲနဲ့ဘာဒီအားချောင်းနေအောင်ဇက်ကားလဲတွားကြည့်လိုက်အောင်ဒီဇက်ရုပ်ကတကယ်ဒီအိုနဲ့မှကွက်လုံးဝရှင်တို့ရဲ့ဒီအိုကလေးရုပ်ချစ်စရာအပြစ်ကင်းပါတယ်ဆိုရဲမျက်နှာကြီးကလုံးဝပြောက်32ပုံမှာသူ့အယုတ်ဆုံးသူ့ site ကိုအကြဆုံးပြီးတော့ကောက်တို့ရဲ့အချစ်တော်ဂွမ်ဆူကိုလည်းတွားကြည့်လိုက်အောင်ဇက်ရုပ်နဲ့လိုက်ဖက်နေမှုကြီးဆိုတာဇက်ကားမကြည့်ရသေးဘဲနဲ့ရှောက်ပြီးတော့အာမချောင်ပါနဲ့ဇက်ကားကိုတွားကြည့်ပါတကယ်အရန်ကြည့်လို့ကောင်းတယ်ပြီးတော့ဒီကထွက်ချင်းမှာပဲအဖွဲနှစ်ဖွဲ့ကွဲနေပါတယ်ဒီကဂွမ်ဆူနဲ့ဒီကိုဗီလိန်လုံခိုင်းလို့ပိုပေါက်နေပါတယ်ဆိုတဲ့တစ်ဖွဲ့ရဲ့ဘာလဲလာပြောနေဘာလဲရှောက်ပြောနေငကိုတဲ့ဂျီချမ်းကအရှင်ကင်းလေतू ကအရှင်ဆိုမှတော့ပေါက်ပြီပေါ့လူတွေကဒီအမြဲတမ်းဟာတာဘက်မှာပဲမြင်နေတွေ့နေရတဲ့အပိုင်းကနေပြီးတော့ဘတ်ဆိုပြီးတော့ဗီလိန်ဖြစ်သွားတော့သူတို့အမြင်မှာအရန်ထူးဆန်းသွားပါတယ်အဲ့ဒါကြောင့်လူတွေကဒီကားကောင်းတယ်ဆိုတာမှန်တယ်နောက်မင်းသားလဲတော်တယ်ဆိုတာမှန်ပေမဲ့သူတို့နှစ်ယောက်ရဲ့တက်ရောက်မှုကြောင့်ပို့ပြီးတော့ပေါက်သွားတယ်လို့ပြောရင်မမှားပါဘူးဒီလိုမျိုးဖြစ်ပျက်ကိုသူ့ရှိမှလည်းဖြစ်လာခဲ့ပါတယ်ဘယ်ကားမှလဲဆိုတော့ Marry My Husband မှာကောက်တော့ရဲ့ခင်ချာနာကြီးကိုဗီလိန်ဆိုပြီးတော့လှုပ်ချလိုက်တဲ့အတွက်အိုက်ကလည်းပေါက်တင်တာထက်ပိုပေါက်သွားတာပါအိုက်တော့ဘာမှမငင်းပါနဲ့မှန်ပါတယ်သူတို့နှစ်ယောက်ကဗီလိန်ဖြစ်နေလို့ပိုပေါက်တာပါသူမှန်တယ်ဘယ်သူမှားလဲဆိုတာသိချင်းအခုပဲကောက်တော့ကြည့်လိုက်ပါဇာကားလေးရဲ့နာမည်ကတော့ The Manipulate ဖြစ်ပါတယ်ဗမာကြီးရတယ်လာမမေးပါနဲ့ကောက်လည်းမသိပါဘူးတယ်လီဂရမ်မှာသွားရှာပါတတာ